ဒုတိယနေရာကတော့ Arctic Wall Archive လို့ခေါ်တဲ့လူသားတို့၏ digital မှတ်ဉာဏ်ပဲဖြစ်ပါတယ်။ဒီနေရာဟာမျိုးစေ့ပန်နဲ့အလွန်နီးကပ်တဲ့နော်ဝေးနိုင်ငံ Svalbard ကျွန်းစု Longyear ဘီယင်မျိုးကတောင်ကြီးတလုံးရဲ့အခန်းဖက်မှာရှိပါတယ်။ဒီနေရာကိုနော်ဝေးနည်းပညာကုမ္ပဏီဖြစ်တဲ့ Piko နဲ့နော်ဝေးအစိုးရပိုင် Mine Twin ကုမ္ပဏီ SNSK တို့ပူးပေါင်းပြီး2018ခုနှစ်မတ်လ29ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာပါ။ဘာကြောင့်ဒီမှာထားတာလဲ။မျိုးစေ့ဖန်လိုပဲဒီနေရာဟာပထဝီနိုင်ငံရေးအရာအလွန်တည်ငြိမ်ပြီးစစ်မဲ့ဇုံဖြစ်နေလို့ပါပဲ။ဘလို့တိစော့ထားတယ်လဲ။ဒီ archive ကြီးကို Mine Twin အမှတ်3လို့ခေါ်တဲ့ကြောင်မီတွင်း Mine Twin ဟောင်းကြီးရဲ့အတွင်းဘက်ပေတထောင်ကျော်မီတာ300အနက်မှာတိစော့ထားတာပါ။ဒီအနက်မှာအပူချိန်ကအမြဲတမ်းအနုဒီဂရီမှာရှိနေပြီး6တွေ့နေတဲ့အတွက် digital data တွေကိုသိမ်းဆည်းဖို့အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်ပါတယ်။ကျွန်တော်တို့သုံးနေတဲ့ hard drive တွေ cloud တွေကပေါင်း90ထက်ပိုမခံပါဘူး။ဒါကြောင့်သူတို့က Piko film လို့ခေါ်တဲ့အထူး plane lake တွေကိုသုံးပါတယ်။ဒီ plane lake တွေဟာအနည်းဆုံးနှစ်ပေါင်း900ကနေ1000အထိပျက်စီးမသွားဘဲခံနိုင်ရရှိပါတယ်။ဒီ data တွေဟာ internet နဲ့ချိတ်ဆက်မထားပါဘူး။